the usual? No time this morning, Kat. You need to come with us now. စပွဲတို့မျိုးသမီးငယ်တူဒီသူမ၏အလုပ်ပထမဆုံးရက်တွင်ရီးစားဟောင်း၏နောက်ဆက်ခြင်းကိုခံခဲ့ရသည်သူမအားမြည်သည့်စကားတစ်ခုမျှမပြောဘဲမိမိနှင့်အတူလိုက်ခဲ့ရန်အတင်းကျပ်စီခိုင်းခဲ့တော်လဲအမျိုးသမီးငယ်မှာအလုပ်တစ်ကိုလက်လွတ်မခံလို့တစ်ဖြစ်ညှင်းဆန်ခဲ့သည်သို့သောထိုမျိုးသားကသူမအားအတင်းအဓမ္မဆွဲခေါ်သွားရန်အတွက်ဝန်ထမ်းများတည်တံ့နားနေခံတဲ့အထိအရှင်ပြင်းစွာဝင်ရောက်လာလိမ့်မည်ဟုမိသူများမျှော်လင့်မထားခဲ့ကြပေ Sheriff's Department. Is there a problem here? No, we're just having a conversation. No, we're not, Jeb. Now let go of me. Hey, you heard her. Let her go. ထိုမျိုးသား၏အားနည်းလာသောစင်ကြင်များကရဲတပ်ဖွဲ့ဝင်များကိုလုံးဝလှည့်စားနိုင်ခြင်းမရှိခဲ့ပါသူလွတ်မြောက်နိုင်တော့မည်မဟုတ်ကြောင်းရိပ်မိသွားသောအခါသူသည်ရဲရရှိများကိုတနက်ဖြစ်ချိန်ရွေးလိုက်သည်သို့သောရဲတပ်ဖွဲ့ဝင်များကလည်းနောက်ဆုံးမသွားဘဲရင်းတို့၏လက်နက်များကိုပြန်လည်ထုတ်ယူကာတုံ့ပြန်ခဲ့ကြသည်အခြေအနေမှာထိမနိုင်သိမ်းမရဖြစ်လူမိဘအချိန်တွင်ထိုမျိုးသား၏ကြံရပါကရဲတပ်ဖွဲ့ဝင်များကိုရုတ်တရက်စတင်ပစ်ခတ်ခဲ့သည်မကြာမီချိန်တွင်မှာပင်အကြမ်းဖက်နေနေအထူးရဲတပ်ဖွဲ့ဝင်များအခင်းဖြစ်ပွားရာနေရာသို့ရောက်ရှိလာခဲ့ကြသည်တနက်သမားများ၏မိသူမိဘဖြစ်ကြောင်းကိုလည်းလျင်မြန်စွာဖော်ထုတ်နိုင်ခဲ့သည်ရင်းတို့နှစ်ဦးမှာညီကိုများဖြစ်ကြပြီးထိုစားတောက်ဆိုင်၏ပုံမှန်ဖောက်တယ်များဖြစ်နေကြသည်ရင်းတို့အပဲကြောင့်စိတ်ဖောက်ပြန်ကထိုမင်းကလေးကိုအတင်းကျပ်ခေါ်ဆောင်ရန်ကြိုးစားခဲ့ကြသည်ကိုမိသူများမသိရှိတော့လဲအဖွဲ့၏အဓိကဦးစားပေးမှာဒဇာခံများကိုကဲဆယ်ရန်ဖြစ်သည်တနက်သမားများသည်စားတောက်ဆိုင်၏လက်ကားများကိုဆွဲချပိတ်ဆို့ထားကြသည်ရဲရရှိများအနေဖြင့်အတွင်းတွင်အရက်သားမြင်များရှိနေသည်သို့မဟုတ်ပိတ်မိနေသည့်ရဲရရှိမြည်သည့်နေရာတွင်ရှိနေသည်ကိုအတိမပြုနိုင်သဖြင့်ဟွန်ဒိုသည်သူ၏အဖွဲ့ကိုအနီးကပ်တေချာကြည့်ရှုနိုင်ရန်ဦးဆောင်ခေါ်သွားခဲ့သည် LAPD, Grant and Jeb Weber, there's no way out of here. You need to put your weapons down. အဲ့ဒါစကားပြောဆိုပြီးနောက်တနက်သမားများသည်မိသူကိုများနာကျင်စေလိုသည့်ဆန္ဒမရှိကြောင်းသိတာထင်ရှားလာသည်ရင်းတို့ကထိုမင်းကလေးကိုကာကွယ်ပေးခြင်းရုံသာဖြစ်ကြောင်းအခိုင်အမာပြောဆိုကြသည်ဟွန်ဒိုဖြောင်းခင်းသားချမှုကြောင့်တနက်သမားသည်ဒဇာခံ၃ဦးကိုလွှတ်ပေးရန်သဘောတူခဲ့သည်သို့သောဒဇာခံများကိုဘေးလွတ်ရာသို့ရွှေ့ပြောင်းပေးနေစဉ်နှင့်စွာအဖွဲ့၏အမြင်ကွယ်နေသည့်အချိန်ကိုအသုံးချကာပါနတ်တော်ထိုမျိုးသားသည်ချက်ချင်းပင်ထား၍ထွက်ပြေးခဲ့သည်သူ၏ထွက်ပြေးမိလမ်းကြောင်းကိုကြိုတင်ပိတ်ဆို့ထားပြီးဖြစ်ကြောင်းကိုမူသူလုံးဝမသိရှိခဲ့ပေ LAPD, drop the gun! Drop it now! All right. Give me your hands! တရင်ပေါက်မှာကုန်ချထွက်ပြေးရန်ကြိုးပမ်းသည့်တနက်သမားမှာချက်ချင်းပင်ဖမ်းဆီးခြင်းခံလိုက်ရတော့လေသူ၏ညီဖြစ်သူနှင့်စပွဲလိုမျိုးသမီးငယ်တို့ကိုမူမိသည့်နေရာတွင်မျှရှာမတွေ့တော့ပေသို့တော်မကြမီမှာပင်စွာအဖွဲ့သည်နောက်ပြီးတရင်ပေါက်အောက်၌စပွဲထုံးကလေး၏ကြံရစ်ခဲ့သောလက်ကောက်ကိုတွေ့ရှိခဲ့ကြသည်ရင်းတို့သည်ရဲတပ်ဖွဲ့ဝင်များမရောက်ရှိမီကတည်းကပင်ထွက်ပြေးလွတ်မြောက်သွားခဲ့ကြခြင်းမှာထင်ရှားလာသည်လမ်းဘေးဆောင်ကြည့်ရေးကင်မရာများကိုအသုံးပြု၍ရဲတပ်ဖွဲ့သည်ကြန့်ရှိနေသည့်တနက်သမား၏ထွက်ပြေးရလမ်းကြောင်းကိုလျင်မြန်စွာပိတ်ဆို့ရှာဖွေခဲ့ကြသည်သူသည်သူ၏ဖခင်ဖြစ်သူအိမ်သို့ထွက်ပြေးတိမ်းရှောင်နေခြင်းဖြစ်သည်ထိုနေရာမှာလူသူဝေးလံသောအရက်ဒေသတစ်ခုဖြစ်ပြီးပုံအောင်ရန်အတွက်အကောင်းဆုံးနေရာဖြစ်သည်ရဲတပ်ဖွဲ့ဝင်များသည်တစ်စက္ကန့်မျှအချိန်မဆိုင်ပဲထိုနေရာသို့ချက်ချင်းဦးတည်ထွက်ခွာခဲ့ကြသည်သို့သောရင်းတို့အခင်းဖြစ်ပွားရာနေရာသို့ရောက်ရှိသွားခြင်းတွင်အံ့အားသင့်သွားခဲ့ကြရသည်ရဲရရှိများ၏ရှေ့မှောက်တွင်မြင်တွေ့နေရသည်မှာအလွန်ခိုင်ခန့်အောင်တိစောက်ထားသည့်ခံတပ်တစ်ပွဲခြံဝင်းကြီးတစ်ခုဖြစ်နေသောကြောင့်ပင်ခြံဝင်းတိုင်းများပေါ်တွင်စောင့်ကြည့်ရေးကင်မရာများအပြည့်တက်ဆင်ထားပြီးလုံခြုံရေးခြံစည်းရုံးများမှာပင် Electric fence, and that's not low voltage. Cameras, the fence, the barbed wire. If the outside is this nasty, there's bound to be more surprises inside.